အားလုံးပဲမင်္ဂလာပါ Violi မြန်မာ YouTuber Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဂျပန် TikTok account ကိုမြန်မာနိုင်ငံမှာသုံးနေပြီမဲ့ schedule နဲ့ file တွေတင်လို့ရအောင်လို့အသုံးပြုလို့ရမယ် TikTok Studio download လေးနဲ့မြန်မာအချိန်နဲ့ပေါ့နော်မြန်မာပြည်ကနေပြီးတော့ schedule နဲ့ဘယ်လိုတင်လို့ရမယ်ဆိုတဲ့အကြောင်း TikTok Studio ကိုဘယ်လို download ပြီးတော့မြန်မာ location အနေနဲ့သုံးပြုလို့ရမယ်ဆိုတဲ့နည်းလမ်းလေးကိုပြောပြပေးပါမယ်ဖြစ်ပါတယ်ဒါဆိုရင်လိုက်ကြည့်ပေးပါအောင်နော်နောက်ဆုံးအနေနဲ့ကျမတို့ Play Store မှာ TikTok Studio ဆိုပြီးတော့ရိုက်ရှာပါမယ်ပြီးရင် down ထားပြီးပါနော်ဒေါင်းပြီးတဲ့ခါကျရင်ဒီလိုအနေထားလေးကိုမြင်ရပါလိမ့်မယ် login ကိုနှိပ်ပေးပါကျမတို့လက်ရှိသုံးနေတဲ့ Japan TikTok account နဲ့တွဲမှာဖြစ်တဲ့အတွက်အခုအပေါ်ဆုံးမှာမြင်နေရတဲ့ email and username မှာကျမတို့ Japan TikTok account ဖွင့်ခဲ့တဲ့ email လေးကိုချိန်ပြီးတော့ဖွင့်ခဲ့ပေးပါနော်ဒီနေရာမှာအရေးကြီးတာတစ်ခုရှိပါတယ်နော်ကျမတို့က Japan TikTok account ကိုမြန်မာနိုင်ငံကနေသုံးနေရတော့မှန်တယ်ဖုန်းမှာရော Japan region ဖြစ်နေရလားမြန်မာ region ဖြစ်နေရလားကျမကကြတော့မြန်မာပြည်ကနေ Japan TikTok account ကိုသုံးနေပြီမဲ့ကျမရဲ့ဖုန်းကကျမက Japan region ဖောက်ထားတာပါနာယီကောဖုန်းတစ်လုံးလုံးအကုန်လုံးကို Japan region ဖောက်ထားတာပါဒါပေမဲ့ကိုယ့်ရဲ့ Japan TikTok account ဖွင့်ထားတဲ့ဖုန်းကိုပြန်ကြည့်လိုက်ပေါ့နော်မြန်မာတိုင်းဖြစ်မယ်မြန်မာ region လည်းဖြစ်နေမယ်ဆိုလို့ရှင်တော့ဒီနေရာမှာ JP မဟုတ်ဘဲနဲ့ MM ဆိုပြီးတော့ပေါ်နေပါလိမ့်မယ်ကျမကကြတော့ဒီနေရာမှာကျမရဲ့ဖုန်းက Japan TikTok account နဲ့ဖြစ်တယ်ဖုန်းတစ်လုံးလုံးကိုလည်းကျမက Japan region ချိန်ထားတာဖြစ်နေလို့ဒီနေရာမှာ JP ဆိုပြီးတော့ပေါ်နေတာပေါ့နော်အဲ့ဒီနေရာလေးမှာကိုယ့်ရဲ့ဖုန်းကမြန်မာ location မြန်မာ region ပဲဖြစ်နေမယ်ဆိုလို့ရှိရင်ကျမတို့အရင် Japan TikTok account ဖောက်ခဲ့တယ်လို့မျိုး Japan ဆိုပြီးတော့သွားမရွေးပဲနဲ့အဲ့ဒီနေရာမှာ MM မြန်မာလို့ပဲဒီအတိုင်းလေးပဲထားပြီးပါလို့အဲ့ဒါဆိုရင် file account ဖောက်ရတာအဆင်ပြေပါလိမ့်မယ်လို့ကဲဒါဆိုရင် account ဖွင့်ဖို့အတွက်အပေါ်ဆုံးက email ကိုရွေးလိုက်မယ်နော် email ရွေးပြီးတော့ကျမတို့ Japan TikTok account ဖွင့်ခဲ့တဲ့ email ကိုရိုက်ထည့်ပေးပါမယ်နော်အခုရိုက်ထည့်လိုက်တဲ့ email တွေကိုခဏန်း6လုံးကြမယ်နော်ကြလာတဲ့ email တွေကခဏန်း6လုံးကိုဒီထဲမှာထည့်ပေးလိုက်ရင်ရပါပြီဒီနေရာမှာ agree လေးနှိပ်ပေးလိုက်ရင်ရပါပြီကျမတို့ Japan TikTok account ဖွင့်တော့က password နဲ့ထည့်ထားတဲ့လူတွေက password ကိုပြန်ထည့်ပေးလိုက်ရင်ရပါပြီတကယ်လို့ password ကိုမမှတ်မိဘူးဆိုရင်တော့ forget password နဲ့ပြန်ပြီးတော့ဝင်လိုက်ပေါ့နော် password အသစ်ပြန်ထည့်ပေးလိုက်ရင်ရပါတယ်ဒါဆိုရင်တော့အကုန်ပြီးသွားပါပြီနော်ဒါဆိုရင်တော့ TikTok Studio ကိုစတင်အသုံးပြုလို့ရပါပြီနော်ကျမ schedule နဲ့တင်တဲ့နည်းလေးတစ်ခါတည်းပြပေးလိုက်မယ်နော်ပုံမှန်အတိုင်းကျမတို့ TikTok မှာ file တင်တဲ့အတိုင်းပဲတင်လိုက်ပဲ file ကိုရွေးပြီးတော့ခေါင်းစဉ်တွေ headline တွေ headline တွေအပ်တွေကိုထည့်ချင်တဲ့စာပလာတွေအကုန်ထည့်ပြီးပြီဆိုလို့ရှိရင် schedule ပို့ဆိုတာကိုရွေးလိုက်ရရနော် schedule ပို့ဆိုတာရွေးပြီးတော့တင်ပေးလိုက်ရင်အဆင်ပြေပါတယ် schedule ပို့မှာတော့ကျမတို့ကဒီနေ့တင်မာလားမနေ့ပြန်တင်မာလားကိုကြိုက်နှစ်သက်တဲ့အချိန်ကို schedule ပေးပြီးထားလို့ရပါတယ်ကျမကတော့ကျမရဲ့ဖုန်းကဂျပန်ဖုန်းဖြစ်နေတဲ့အတွက်အချိန်အားဖြင့်မနက်9:00ခွဲကိုကျမထားလိုက်ပါမယ်အဲ့ဒါဆိုရင်တော့မြန်မာပြည်မှာဆိုရင်9:00နာရီဖြစ်မှာမို့လို့ကျမက schedule လေးပေးပြီးတော့တင်ထားလိုက်ပါတယ်ကျမလိုချင်တဲ့အချိန်အတိုင်းကိုရရှိဖို့အတွက်အခုလိုမျိုး TikTok Studio ကိုအသုံးပြုတာပဲဖြစ်ပါတယ်ဒါလို့ဆိုရင် TikTok Studio နဲ့ပတ်သက်ပြီးအများကြီးသိသွားပြီလို့ယုံကြည်လိုက်တော့မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဖိုင်လေးမှာပြန်လည်ဆုံစည်းကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်